ကိုကျိုးရှာပြီးတော့လှုပ်ရှားနေတဲ့အဖွဲ့တွေလည်းအများကြီးရှိပါတယ်เนาะဒါအတိုင်းသားလက်နဲ့ကင်တော်လိုင်းရဲ့အဖွဲ့အစည်းတွေကအကုန်လုံးเนาะရိုးသားပြီးတော့ဘယ်လိုပြောမလဲဒါအတိုင်းသားပြည်သူတွေပေါ်မှာစွမ်းလုပ်ပေးနိုင်တယ်ဆိုတော့ဘောเนาะစိုက်ဝါးတွေလည်းကျွန်တော်တို့မိကြတယ်ဘောเนาะဆိုတော့ယုံတဲ့လူလည်းယုံပါတယ်เนาะဒါမယုံတဲ့လူလည်းများပါတယ်เนาะဒါတကယ်တမ်း reality မှာတော့ကျွန်တော်တို့တန်းသားတွေထဲမှာလည်းဒီလိုမျိုးစစ်ကောင်စီနဲ့ပေါင်းစားပြီးတော့เนาะကိုယ့်ရဲ့လူမျိုးအတွက်ဘာမှတိုးတက်ကောင်းမအောင်မလုပ်ပေးနိုင်တဲ့အဖွဲ့အစည်းတွေအများကြီးရှိနေတာကျွန်တော်တို့လုံးဝကိုလက်ခံရမယ့်အမှန်တရားတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စစ်ကောင်စီကိုဖြုတ်ချလို့မရတော့ဘူးလားဆိုပြီးတော့မေးစရာတစ်ခုဖြစ်လာတာပေါ့နော်ဆိုတော့စစ်ကောင်စီကိုဖြုတ်ချလို့ရမယ်နီလန်ကတော့နှစ်ခုရှိပါတယ်နော်နှစ်ခုရှိပါတယ်ဆိုတော့ကျွန်တော်တို့ပထမတစ်ခုကတော့ဗာလဲဆိုတော့ဒီ NUG အနေနဲ့ပေါ့နော်ဒါအတိုင်းသားဒီဘက်ကလိုလားတောင်းတနေတဲ့Federal Democracy ဖွဲ့စည်းပုံပေါ့နော်ဒီဟာကိုအရင်ဆုံးရေးပြီးတော့အနောက်နိုင်ငံနဲ့ထက်ထဲဝယ်ပေါ့နော်ဒါအနောက်နိုင်ငံတွေကပြောနေတာကဘာလဲဆိုတော့မင်းတို့မှာဒီစစ်ကောင်စီပြုတ်ကြလို့ရှိရင်ဒီနိုင်ငံကိုဆက်ပြီးတော့ run နိုင်မယ်ပေါ့နော်ဖွဲ့စည်းပုံမျိုးရှိသလားဆိုတဲ့မေးခွန်းမျိုးတွေမေးကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးမေးခွန်းမေးတဲ့အချိန်မှာဒီအစိုးရဖွဲ့စည်းဖက်နော်ဒါတော်လှန်ရေးဖွဲ့စည်းတွေဖက်မှာဒီလိုမျိုး agreement တွေမရှိပါဘူးเนาะဒါအတိုင်းသားတွေအကုန်လုံးကသဘောတူထားတဲ့ဖွဲ့စည်းပုံမျိုးအသစ်မျိုးရေးဆွဲနိုင်တာမရှိတဲ့အတွက်ကြောင့်မလို့တကယ်လို့ဒီလိုမျိုးမရှိဘူးဆိုရင်เนาะကျွန်တော်တို့ကစစ်ကောင်စီပြုတ်ကျသွားလို့ရှိရင်เนาะပြည်တွင်းမှာအချင်းချင်းပို့ပြီးတော့အတိုက်ခိုက်မှုတွေပို့ပြီးတော့เนาะအနေအလူမှုတွေကပို့ဖြစ်ပြီးတော့ပြည်တွင်းစစ်ကပို့ပြီးတော့ကြာရှည်မယ်ပြီးလို့ရှိရင်တရုတ်နဲ့ဆက်ဆံရေးကောင်းမွန်နေတဲ့အဖွဲ့အစည်းတွေကလည်းပို့ပြီးတော့နေမြေချဲ့ထွင်တာတွေဖြစ်မယ်ပေါ့เนาะဆိုတော့ပြီးလို့ရှိရင်ဒီတရုတ်နဲ့အချိတ်ဆက်ရှိနေတဲ့အဖွဲ့တွေကပို့ပြီးတော့ဒီမြန်မာနိုင်ငံကိုပို့ပြီးတော့ထိန်းချုပ်သွားနိုင်တာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံဟာစိတ်မှာလည်းဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့အနောက်နိုင်ငံတွေကအမြဲတမ်းတောက်လျှောက်ပြောနေတာကမင်းတို့မှာစစ်ကောင်စီမရှိတော့တဲ့အချိန်ကြရင်ပေါ့နော်ခင်ဗျားတို့မှာဒီနိုင်ငံကြီးတစ်ခုလုံးကိုလဲပတ်မဲ့ပေါ့နော် system ပေါ့နော်ပြီးလို့ရှိရင်ဒီဖွဲ့စည်းပုံအခြေခံဥပဒေဖွဲ့စည်းပုံတွေရှိသလားဆိုတဲ့ဟာမျိုးတွေမေးကြတာရှိတယ်ဆိုတော့ဒီဗမာလူထုအနေနဲ့လဲဒါလူမျိုးကြီးဝါဒကိုเนาะဆွတ်လွှတ်ပြီးတော့ခါကြတော့တကယ်တမ်းဒီနိုင်ငံကိုတစုတစည်းထဲနဲ့ဆက်ပြီးတော့ရှိနေစေချင်တယ်ပေါ့နော်စစ်ကောင်စီလက်အောက်ကနေလည်းလွတ်ချင်တယ်ဆိုရင်LD ထဲမှာရှိနေတဲ့လူကြီးတွေအနေနဲ့လည်းဒီဗမာလူမျိုးကြီးဝါဒကိုဆွတ်လွှတ်ပြီးတော့ခါကြတော့ဗမာပြည်နယ်ပေါ်ထွန်းရဲ့အတွက်လည်းဗမာလူထုကိုဖြောင်းချပြီးတော့ဒေချာလေးစီယုံပြီးတော့ခါဒန်သားတွေလည်းလက်ခံလာနိုင်တယ်ပေါ့နော်ဖွဲ့စည်းပုံမျိုးကိုအရင်ရေးဆွဲပြီးတော့ခါကြတော့ကျွန်တော်တို့စစ်ကောင်စီကိုယုံကြည်မှုအပြည့်နဲ့ကျွန်တော်ဝိုင်းတိုက်တာကတော့ဒါဖြစ်နိုင်ခြေရှိတဲ့ကျွန်တော်တို့เนาะအောင်မြင်နိုင်ခြေရှိတဲ့ပထမဆုံးအဖြေတစ်ခုဖြစ်ပါတယ်เนาะဒုတိယအဖြေကတော့ကျွန်တော်တို့တရုတ်နဲ့အဆင်ပြေ